Hello ဟိုနေရာပေါ့နော်ဒီဖတ်မှာရှိတဲ့ crown ဆိုတဲ့နေရာလေးမှာတငယ်ချင်းတယောက်ရဲ့အမွေနေ့ပွဲဖိတ်လို့တွားဖြစ်ခဲ့တာပေါ့နော်ဒီ crown ကိုပေါ့နော်ယထာနဲ့တွားဖို့ဘယ်လိုတွားမလဲမသိတဲ့သူတွေအတွက်လမ်းကြောင်းလို့ပြောပြပေးမယ်နော်ယထာနဲ့တွားမယ်ဆိုလို့ရှိရင်တော့ဒီ bus good ဆိုတဲ့ယထာဂိတ်မှာဆင်းပြီးတော့မှဟိုးဘက်အလွန်မှာအခုလို crown ဆိုတဲ့အဆောက်အဦကိုတွေ့ရမှာပါကိုကလမ်းဆောက်လို့လည်းရတယ်ဒီယထာဂိတ်ကနေပြီးတော့မှလမ်းဆောက်လို့လည်းရတယ်ဒါမှမဟုတ်လမ်းဆောက်ချင်လည်းယထာဂိတ်ရှိမှာပဲရပ်ပြီးတော့ဒီ West Bus ဆိုတဲ့ bus ကားကလာကြုတ်ပေးပါတယ်ဒီ West Bus ကားကြတော့ဒီ crown နဲ့မိထားကားဂိတ်ကိုသူကအသွားပြန်အလကားအကျိုးပို့လုပ်ပေးတယ်ပေါ့နော်ပစ္စံပလဲပေးစေရမလို့စိတ်ကပြီးတော့လိုက်စီရောက်ပါပဲကဲအခုတော့ဒီ crown ရဲ့အဆောက်အဦထဲမှာရောက်နေပါပြီအရင်လေးလှတယ်တငယ်ချင်းတွေကအရင်ရောက်တော့သူတို့ကိုလိုက်ဆိုင်နေတဲ့ဗီဒီယိုရိုက်ထားတာဒီ crown ရဲ့အဆောက်အဦထဲမှာတော့အမျိုးမျိုးရှိတာပေါ့နော်နာမည်ကြီးတဲ့စားသောက်ဆိုင်တွေရှိမယ် club တွေရှိမယ်အဲ့ဒီအထက်မှာလူတိုင်းသိပြီးသားဖြစ်တဲ့ casino နေရာလေးပေါ့နော်မွေးနေ့ရှင်တငယ်ချင်းကတော့ဒီ atrium ဆိုတဲ့စားသောက်ဆိုင်မှာသူက booking လုပ်ထားပေးတာပေါ့နော်အထက်မှာတော့အစားအများကြီးရှိတဲ့စားစရာတွေမကုန်တော့ဟိုကလည်းစားခြင်းတရားလည်းစားခြင်းနဲ့အဲ့ဒီအထက်မှာပေါ့နော် seafood က oh my god အရန်လက်ဆက်ဆက်နဲ့လေဒီလားတကယ်စားခြင်းစရာကိုကseafood ကြိုက်တဲ့လူဆိုတော့အဲ့ဒါကွက်တိတော့ဖြစ်နေတာပေါ့နော်အဲ့ဒါအတကုတ်ဆွဲလာခဲ့တဲ့ seafood But I understand about music. What is it? I think she said Oh, hang on, we can move it down there. That's your water all mixed. No, okay lah. I love you all. Sure. Jadi malu ni lah, lu kan tak. I will do hi guys. Better than you don't. I will come back to you I will do hi guys. hello William say hi to Facebook. not really Competition with Marilyn and her. Okay. ကဲအခုတော့စားတော့ပြီးပြီဆိုတော့ကျမတို့တွေဒီတိုင်းလေးပဲပေါ့နော်ခလမှာသွားပြီးတော့နည်းနည်းလေးလမ်းတော့အောင်ဆိုပြီးတော့သွားတွန်းလိုက်သေးတာပေါ့နော်